ဒီနေ့မြန်မာနှစ်တကူကိုဘယ်လိုဖြတ်သန်းမှုရှိလဲ ဘာလို့ဖို့ရှိလဲဆိုတော့ကျွန်တော်ပြောချင်တာအခုဖြစ်နေတဲ့ပုံစံကြီးနဲ့တော့လူတွေဘာမှမလုပ်သင့်ဘူးလို့တော့ထင်တယ်ဗျဘာလို့လဲဆိုတော့အခုဖြစ်နေတဲ့ဥစ္စာကြီးကဘလူးအမြင်မှမကောင်းလေအားလုံးစပိုးရင်းပေးဖို့တော့ကျွန်တော်မျှော်လင့်တယ်အဲ့မန္တလေးတို့စကိုင်းတို့ဖြစ်နေတဲ့ဥစ္စာလေးစပိုးရင်းဝိုင်းပေးကြပါဗောနော်အဲ့လိုလေးပဲပြောချင်တယ် ဒီနေ့တကြံဦးတော့မူယူကွက်ရက်ပြီးတော့ပဲဖြတ်တန်းညီမကကြတော့လေအမေနဲ့ဥပုပ်လေးဆောင်မလို့လောက်တာ တကယ်လား ဟုတ်တကယ် ဒီနေ့မြန်မာနှစ်တကူကိုဘယ်လိုဖြတ်သန်းမှုရှိလဲညီလေးအနေနဲ့ ကောင်မလေးနဲ့ဖြတ်တန်းဖို့ရှိတာပေါ့ အိမ်ထဲမှာပဲ အိမ်မှာပဲနေကိုရှိတယ် ဘယ်လိုဖြစ်လဲအိမ်မှာပဲဖြတ်တန်းမှုပဲရှိတယ် တကယ် တကယ် မော်ရိုင်းနဲ့မျိုးပတ်မယ်မျိုးပတ်ကြီး16လမ်းမှာတက်တောက် ဖွဲ့လူကအများကြီးဗျာအများကြီးကိုအဲ့လိုတငယ်ချင်းတွေစုပြီးတော့အဲ့လိုမျိုး6ပတ်ကစားမှာပေါ့ အိမ်မှာပဲနေမှာ ညီမကျတော့ဘာလို့အဲ့လိုတရားစခန်းဝင်တာလဲ ငလျင်လောက်သားတဲ့ပြည်သူတွေအတွက်ရောအဲ့အတွက်ရောစိတ်မကောင်းဖြစ်တယ်အဲ့ဒါကြောင့်ပြိုမဲ့စားကုသိုလ်လေးပဲလုပ်မယ်ဆိုပြီးတော့တွေးထားပါတယ်ညီမကကြတော့ အိမ်မှာနေရပဲကောင်းပါရဲ့ဟလားအပြင်ထွက်ရင်အခြေအနေကမကောင်းတော့ ငလျင်ပေးချောင်းလို့ခံစားရတဲ့ပြည်သူတွေအတွက်ပို့ပြီးတော့ပျော်ဖို့မသိဘူးလို့ကိုယ့်ကိုယ်ထင်လို့ပေါ့အိမ်မှာပဲအဲ့လိုမျိုးပဲနားဖို့စီစဉ်မရှိတယ်ဟုတ် ဂျန်သွင်းမှာအင်းလေးသွားမဲ့ group တစ်ခုရှိရယ်အဲ့ဒါကိုညီတို့အမေကိုပြောပြီးတော့လိုက်သွားဖို့စူးစမ်းနေရပေါ့ကိုရဲ့အဖွဲ့အစည်းတစ်ခုမှာ 100% ရှိရတဲ့80%လောက်လူငယ်တွေဖြစ်နေရညီတို့ဘွဲမှာအားလုံးဝိုင်းဝန်းစူးစမ်းနေတဲ့အတွက်ကြောင့်ညီလဲပါဝင်နေရပေါ့ ကြိုးစားနေရဆိုတော့ညီလေးလည်းအဆင်ပြေပါစေလို့လည်းကိုလည်းဂျာတွေကနေပြီးတကယ်ဆူတောင်းပေးရနော်